ကျွန်တော်တို့ဟာဘဝမှာဆုံးဖြတ်ချက်တွေကိုအယောင်မြန်ဆန်ချတတ်ကြပါတယ်ကိုယ့်ရဲ့နီလန်တစ်ခုတည်းကဒါအမှန်လို့ထင်တတ်ကြပြီးတစုံယောက်ကကိုနဲ့မတူတဲ့အမြင်ရှိနေရင်အဲ့ဒါကမားနေတယ်လို့ပဲယူဆတတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့ဘဝရဲ့ပြဿနာတိုင်းမှာအဖြေတွေအများကြီးရှိနိုင်ပါတယ်ဒါကြောင့်တစုံယောက်ကိုနားမလည်ပဲအဖြစ်တင်တာဒါမှမဟုတ်သူတို့ရဲ့စကားကိုလစ်လျူရှုတာဟာကိုယ့်ရဲ့တင်ယူမှုအတွက်အကြီးမားဆုံးအဟန့်တာဖြစ်လာနိုင်ပါတယ်ဒီနေ့ပုံပြင်လေးမှာတော့ရိုးရှင်းတဲ့အဖြေလေးတစ်ခုနဲ့ကျွန်တော်တို့ကိုမတူညီတဲ့ရှုထောင့်ကနေတွေးတောတတ်ဖို့တင် जा ပေးသွားတဲ့မိန်းကလေးငယ်တယောက်အကြောင်းကိုတွေးမိရမှာပါတခြားသူရဲ့အမြင်ဟာမမားနိုင်ဘူးဆိုတာကိုသူမကနားလေအောင်ကူညီပေးပါလိမ့်မယ်ဒါကြောင့်ဒီပုံပြင်လေးကိုသေချာနားထောင်ကြည့်အောင်ဘာဖြစ်လို့လဲဆိုတော့ဒီပုံပြင်ထဲမှာဘဝအတွက်တန်ဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတစ်ခုပါဝင်နေလို့ပါတခါတော့ကတာယာလှပတဲ့ရွာလေးတစ်ရွာရှိခဲ့ပါတယ်အဲ့ဒီရွာမှာအမလီလို့အမည်ရတဲ့မိန်းကလေးတစ်ယောက်နေထိုင်ပါတယ်အမလီကအရန်ကိုတက်ကြွပြီးပျော်ပျော်ရွှင်ရွှင်နေတဲ့သူပါသူမကသူငယ်ချင်းတွေနဲ့ကစားရင်းအချိန်ကုန်ဆုံးလေးရှိပြီးပခုံးပေါ်မှာစားအုပ်တွေနဲ့မတ်စုစားအုပ်တွေအပြည့်ပါတဲ့ကြောဖို့အိတ်လေးကိုလွှဲပြီးနေတိုင်းကြောင်းတက်ပါတယ်အမလီကကြောင်းသွားရတာကိုအရန်နှစ်သက်ပေးမဲ့ဘာသာရပ်တစ်ခုမှတော့အခက်အခဲရှိနေပါတယ်အဲ့ဒါကတော့တင်ချဘာသာရပ်ပါပဲသူမဟာတင်ချအတွက်သူစူးစားတိုင်းအမြဲတမ်းရှုပ်ထွေးသွားလိမ့်ရှိပါတယ်30အောက်ကနန်းလေးတွေပေါင်းတာနှုတ်တာကိုတောင်သူမလက်ချောင်းလေးတွေနဲ့ရေးတွက်ရပါတယ်သူမအရွယ်မှာတော့ဒါကတဘာဝကြပါတယ်ဒါပေမဲ့တခြားကလေးတွေကတင်ချကိုအမြန်တင်ယူနိုင်ချိန်မှာအမလီရဲ့မိသားစုကတော့အနှင်းငယ်အစိုးရင်လာကြပါတယ်ဒီနေ့မှာတော့အတန်းထက်ကဆရာမစ္စတာဂျွန်ဆန်ကအားလုံးကိုပုံဆွဲခိုင်းပါတယ်ဒါကကလေးတွေအကြိုက်ဆုံးအလုပ်ပဲပေါ့အားလုံးကစိတ်လှုပ်ရှားစွာနဲ့ပုံဆွဲကြပါတယ်အမလီလည်းအင်ကနေသူမရဲ့ဖြစ်စည်းတဲ့အားလုံးယူလာခဲ့ပါတယ်သူမဟာအာယုံစိုက်ပြီးပုံဆွဲနေပါတယ်တင်ချကသူမရဲ့အားနည်းချက်ချစ်နိုင်ပြီမဲ့ပုံဆွဲကတော့သူမရဲ့အားသာချက်ပါတကယ်တော့သူမဟာအတန်းထဲမှာအတော်ဆုံးပန်းချီဆရာမလေးဖြစ်ပါတယ်ပုံတွေဆွဲလို့ပြီးတဲ့အခါမစ္စတာဂျွန်ဆန်ကကလေးတစ်ယောက်ချင်းစီရဲ့လက်ရာတွေကိုလိုက်ကြည့်ပါတယ်တချို့ကသူငယ်ချင်းပုံတွေတချို့ကဘဲပုံတွေတချို့ကတော့အယောင်ဆုံးပြီးရေးစရာကောင်းတဲ့ပုံလေးတွေဆွဲထားကြပါတယ်ဆရာကကလေးတွေရပုံဆွဲနိုင်စွမ်းအကန့်အသတ်ကိုနားလဲတာကြောင့်အားလုံးကိုအားပေးစကားပြောပါတယ်မဆုစာအုပ်တိုင်းမှာလည်းချီးမွမ်းစကားတွေရေးပေးပြီးလက်မှတ်ထိုးပေးပါတယ်အမလီရဲ့စာအုပ်ထဲမှာတော့ဆရာကတော်တယ်အမလီလက်ရကောင်းတယ်မင်းရဲ့ပုံကတကယ်လှတယ်လို့ရေးပေးလိုက်ပါတယ်အဲ့ဒီစကားလုံးလေးကိုမြင်လိုက်ရတဲ့အခါအမလီရဲ့စိတ်ထဲမှာပျော်ရွှင်မှုနဲ့ပြည့်နေသွားပါတယ်ဒီပုံကိုသူမအမေကိုပြလိုက်ရင်အမေဘလောက်တောင်ဝမ်းသာမလဲလို့သူမတွေးမိပါတယ်အတန်းစင်းနဲ့ကလေးတွေအားလုံးအကင်ကိုပြေးထွက်သွားကြပါတယ်တချို့ကမူစေးတန်းကိုသွားကြပြီးတချို့ကတော့သွားကစားကြပါတယ်အမလီကသမင်းချိန်ပါလာပြီးမဲ့သူအောက်ထဲမစားချင်တာကြောင့်သူငယ်ချင်းတွေစီသွားလိုက်ပါတယ်မူစေးတန်းမှာမုံမားနေကြတော့သူမရဲ့ပြဿနာကထပ်ပေါ်လာပြန်ပါတယ်အမလီဟာပိုက်ဆံတွက်ဖို့ခက်ခဲနေတာကြောင့်သူမရဲ့သူငယ်ချင်းတယောက်ကအကူအညီပေးလိုက်ရပါတယ်အမလီကတင်ချအယမ်းညံ့တယ်ဆိုတာကိုလူတိုင်းတစ်ခေးဖြည်းသိလာကြပါတယ်နောက်ကတင်ချအတန်းပြန်စားပါတယ်မစ္စတာဂျွန်ဆန်ကအယမ်းရိုးရှင်းတဲ့အပေါင်းပူစာလေးကိုတင်ပေးနေပါတယ်သူကစာပွဲပေါ်ကနေပန်တီ3လုံးကိုယူလိုက်ပြီးကလေးတွေကိုမေးလိုက်ပါတယ်ကဲကလေးတို့ငါကမင်းတို့ကိုပန်တီ1လုံးပေးတယ်ပြီးတော့နောက်ထပ်1လုံးပြီးရင်နောက်ထပ်1လုံးထပ်ပေးတယ်ဆိုပါစို့အားလုံးပေါင်းပန်တီဘယ်နှလုံးရှိမလဲပြောပြကြည့်ကြစမ်းကျောင်းသားအားလုံးကတပြိုင်နက်တည်းဖြေကြပါတယ်ဒါပေမဲ့အမလီအလွယ်ရောက်တဲ့အခါသူမလက်ချောင်းလေးတွေနဲ့စတင်ရေးတတ်ပါတယ်အချိန်ငယ်ကြာပြီးနောက်မှာတော့ယုံကြည်မှုရှိနဲ့ပြုံးပြီး9လုံးပါဆရာလို့ဖြေလိုက်ပါတယ်မစ္စတာဂျွန်ဆန်ကအရန်စိတ်ရှိတဲ့သူပါအမလီကပန်တီကိုမကြိုက်လို့အပြေးမားတာဖြစ်နိုင်တယ်လို့သူတွေးမိပါတယ်ဒါကြောင့်မေခွန်းပုံစံကိုပြောင်းမိလိုက်ပါတယ်ကဲအမလီအခုငါကမင်းကိုစထရောဘယ်ရီတစ်လုံးပေးတယ်ပြီးတော့နောက်ထပ်တစ်လုံးပြီးရင်နောက်တစ်လုံးထပ်ပေးမယ်အားလုံးပေါင်းရင်စထရောဘယ်ရီဘယ်နှလုံးရှိမလဲဒီတစ်ခါတော့အမလီကလက်ချောင်းလေးတွေနဲ့ရေးတွက်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့3လုံးပါဆရာလို့ပြန်ဖြေပါတယ်မှန်ကန်တဲ့အဖြေကိုကြားလိုက်ရတဲ့အတွက်မစ္စတာဂျွန်ဆန်ကသဘောကျသွားပါတယ်ဒါပေမဲ့သူကပန်းတီမေခွန်းကိုပြန်သွားပါတယ်အခုပန်းတီတွေကိုပြန်ရေးကြည့်အောင်ငါကမင်းကိုပန်းတီတစ်လုံးပေးတယ်ပြီးတော့နောက်ထပ်တစ်လုံးပြီးတော့နောက်ထပ်တစ်လုံးထပ်ပေးတယ်စုစုပေါင်းဘယ်နှလုံးလဲဒီလိုပြောရင်သူကပန်းတီတွေကိုအမလီလက်ထဲတစ်လုံးချင်းစီထည့်ပေးလိုက်ပါတယ်အမလီကဘာမှမဆိုင်မတွေ့ပဲ4လုံးပါဆရာလို့ရိုးရိုးလေးပဲပြန်ဖြေပါတယ်ဒီတစ်ခါတော့မစ္စတာဂျွန်ဆန်ရဲ့စိတ်ရှိနိုင်စွမ်းကကုံဆုံးသွားပါပြီသူကအတန်းကိုနည်းနည်းမြင့်ပြီးမင်းကစထရောဘယ်ရီတွေကိုကြတော့မန်းအောင်ရေးနိုင်ပြီးပန်းတီတွေကိုကြတော့ဘာလို့မရေးနိုင်ရတာလဲငါမင်းကိုပန်းတီ3လုံးပဲပေးတာလေဘာလို့4လုံးလို့ပဲဖြိုနေတာလဲအမလီကကြောင်လန်တကြားနဲ့အနောက်ကိုနည်းနည်းဆုတ်သွားပါတယ်ပြီးတော့တိုးညင်းတဲ့အတန်းလေးနဲ့ဘာလို့လဲဆိုတော့သမီးရဲ့ကြောဖို့အိတ်ထဲမှာပန်းတီတစ်လုံးရှိနေပြီးသားမို့လို့ပါဆရာလို့ပြောလိုက်ပါတယ်မစ္စတာဂျွန်ဆန်ကသူမရဲ့အဖြေကိုကြားပြီးအံ့တော်သွားပါတယ်ဒီပြဿနာဟာသူထင်တယ်လို့မယိုးရှင်းဘူးဆိုတာကိုသူသဘောပေါက်သွားပါတယ်သူမားနေတယ်လို့ထင်ခဲ့တဲ့ចောင်းပါလေးဟာတကယ်တမ်းတော့လုံးဝမားနေတာမဟုတ်ပါဘူးသူငယ်ချင်းတို့ရေကျွန်တော်တို့ရဲ့ဘဝမှာလည်းဒီလိုမျိုးတွေဖြစ်တတ်ပါတယ်တခါလေးမှာကိုပဲမှန်တယ်လို့ထင်တတ်ကြပါမယ်တခြားသူရဲ့မတူညီတဲ့အမြင်ကလည်းလုံးဝမားနေတာမဟုတ်နိုင်ပါဘူးဟုတ်ပါတယ်ငါအပေါင်းငါဟာ10ဖြစ်တာမှန်ပါတယ်ဒါပေမဲ့6အပေါင်း4တို့3အပေါင်း9တို့ကလည်း10ပဲမဟုတ်လားဒါကြောင့်ကိုရဲ့နီလန်တကူတဲကပဲအမှန်လို့ဘယ်တော့မှမတွေးပါနဲ့ဒီကဘာကြီးမှာလမ်းကြောင်းတွေအများကြီးအကြောင်းပြချက်တွေအများကြီးနဲ့ယူတောင်တွေအများကြီးရှိပါတယ်ဒါကြောင့်တစုံရောက်ကိုမဝေးဖန်ခင်သူတို့ပြောချင်တဲ့စကားကိုတေချာနာထောင်ပေးပါဒီပုံမြင်လေးကိုသဘောကျတဲ့ဆိုရင် like share နဲ့ comment ပေးဖို့မမေ့ပါနဲ့ဘူးသင်တို့ရဲ့မှတ်ချက်တစ်ခုချင်းစီကကျွန်တော်ကိုပိုခေါင်းတဲ့ပုံမြင်တွေဖန်တီးဖို့အားပေးရရောက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပုံမြင်အသစ်တစ်ပုံနဲ့ပြန်တွေ့ကြပါမယ်